မင်္ဂလာပါရှင်အောက်တိုဘာလ breast cancer awareness month ဖြစ်ပါတယ်ကျမတို့ Dialyte Insurance မြန်မာရဲ့ YouTube မှာပေါ့နော်ကျမတို့ရဲ့ senior business partner လုပ်ဖို့ကိုင်ပဲမတင်မလာရဲ့ cancer ယောဂါကိုကြော်ဖြတ်ပြီးတော့ဘယ်လိုစိတ်ခွန်အားနဲ့ဘယ်လို financial planning လုပ်ပြီးတော့ဒီယောဂါကိုတိုက်ဖြတ်ခဲ့တယ်ဆိုတဲ့ဗီဒီယိုလေးတင်ထားတာကိုကျမမနက်ကကြည့်လိုက်ရပါတယ်အဲ့ဒီချိန်မှာကျမကအဲ့ဒီအမကိုကြည့်ပြီးတော့စိတ်ခွန်အားလေးရတယ်ပြီးတော့သူ့ရဲ့မိသားစုတွေကိုလည်းကျေးဇူးတင်ပါတယ်ကျမတို့ရဲ့ဒီကြားနေကြပေါ့နော်လူတော်များများကကင်ဆာဆိုတဲ့ဝေဒနာကိုမျိုးစုံခံစားရတယ်ပေါ့နော်ရင်သားကင်ဆာအသည်းကင်ဆာအဆုတ်ကင်ဆာအုံနောက်ကင်ဆာအစရှိတဲ့ပြင်ကင်ဆာယောဂါကိုကုသတဲ့အချိန်မှာဆိုရင်ဒါကင်ဆာယောဂါတွေဆိုရင်ဆေးကုသစိတ်ကလည်းအင်မတန်ကုန်သလိုကုန်ကြစိတ်အရန်များပြီးတော့ပြန်လည်ပြီးတော့ကြော်ဖြတ်နိုင်ဖို့အတွက်ကတော်တော်ခက်ခဲပါတယ်ရှင်အဲ့လိုခက်ခဲတဲ့အချိန်မှာကပံ့ပိုးမှုကတော့မိသားစုပတ်ဝန်းကျင်ရဲ့စိတ်ခွန်အားလည်းအရေးကြီးပါတယ်လူနာရဲ့စိတ်ခွန်အားလည်းအရေးကြီးပါတယ်ထို့အတူငွေကြေးရလည်းအရေးကြီးတယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်မကဒီကင်ဆာနဲ့ပတ်သက်ပြီးတော့ကျွန်မ sharing လေးတချို့လောက်ပေါ့နော်ဒီ video file နဲ့ပတ်သက်ပြီးတော့ကျွန်မကပြန်လည်မျှဝေပေးချင်တာဖြစ်ပါတယ်ရှင်ကင်ဆာယောဂါကိုတော်တော်များများကြောက်ကြတယ်လို့ပဲတခြားယောဂါတွေလည်းမကြောက်ရဘူးလားဆိုကြောက်ရပါတယ်ဒါပေမဲ့ဒီလကတော့ breast cancer awareness ဖြစ်တဲ့အတွက် breast cancer နဲ့ပတ်သက်ပြီးတော့ပဲပြောပြပေးချင်ပါတယ်ရှင်တကယ်လို့ဒါကျမတို့အမျိုးသမီးအများစုအဖြစ်များတဲ့ယောဂါပေါ့နော်ရင်သားကင်ဆာဒါပေမဲ့လည်းအမျိုးသားတွေလည်းဖြစ်တတ်ပါတယ်ရင်သားကင်ဆာဖြစ်လာတဲ့အခါကျရင်ကျမတို့ကမဖြစ်ခင်မှာပေါ့နော်ကြိုတင်ပြီးတော့ကျမတို့စစ်ဆေးမှုတွေလုပ်တင်နေဒါအိမ်မှာနေရင်းနဲ့စစ်ဆေးလို့ရတဲ့အရာတွေရှိတယ်ပေါ့နော်ရေချိုးတဲ့အချိန်မှာတော့period ကာလမှာတော့ပေါ့နော်ဒါမျိုးလေးတွေကိုယ့်ရဲ့ရင်သားလေးကိုစမ်းသပ်စစ်ဆေးတာမျိုးတွေလုပ်တင်နေကိုကတခုခုဖြစ်တဲ့ဆိုရင်ဒါစေကန်းကိုသွားပြပြီးတော့ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ mammogram ရိုက်တာတွေလည်းလုပ်တင်နေထို့အပြင်ပေါ့နော်ကျမတို့ကအေးဝဝအေးရမယ်အစားအသောက်ကိုကျန်းမာတဲ့ပုံစံလေးနဲ့စားရမယ်ပေါ့ပြီးတော့ကျမတို့လေ့ကျင့်ခန်းတွေလုပ်တင်တယ်ပေါ့နော်မိသားစုနဲ့လည်းစိတ်ပျော်ရွှင်စွာနဲ့ပေါ့နော်စိတ်ပျော်ရွှင်ရွှင်နဲ့နေထိုင်ဖို့တင်တယ်ပေါ့အဲ့တော့ကျမတို့ကဘာလဲဆိုရင်ကြိုတင်ပြင်ဆင်တာကြိုတင်ကာကွယ်တာကဘယ်ပုံစံမှာမဆိုပို့ပြီးတော့ကောင်းမွန်တဲ့အရာတစ်ခုပါကျမရဲ့လူနေမှု style မှာပဲဖြစ်ဖြစ်ကြီးပွားရေးလုပ်ငန်းမှာပဲဖြစ်ဘယ်လုပ်မှာဖြစ်ဖြစ်ကြိုတင်ပြင်ဆင်ထားတဲ့လူကပို့ပြီးတော့ဒီအခက်အခဲတွေကိုကောင်းကောင်းမွန်မွန်နဲ့ကျော်ဖြတ်နိုင်တယ်ပေါ့နော်ကျမတို့ငွေကြေးကုန်ကျစရိတ်တွေပေါ့နော်ကျမတို့ကအသက်အာမခံကျမရဲ့အာမခံမှာပြင်ဆင်ထားလို့ရပါတယ်ကျမတို့ကအသက်အာမခံငွေစုဆောင်းတဲ့အချိန်မှာကျမတို့က critical illness ဆိုတဲ့ပြင်းထန်ယောဂဖြစ်လာတဲ့အခါကျရင်အဲ့ဒီယောဂအတွက်ကုသစရိတ်လိုချင်တယ်ဆိုရင်ကျမတို့ CI Plus ဆိုတဲ့ကာပါကိုကျွန်တော်အသက်အာမခံမှာတွဲဝယ်လို့ရပါတယ်အဲ့ဒီမှာတော့ကျမတို့ကခန္ဓာကိုယ်မှာရှိတဲ့အရေးကြီးစိတ်ပိုင်း၈ခုရဲ့ယောဂပေါ့နော်အဲ့ဒီမှာကျမတို့ကအားလီဆိုတဲ့အစောဆုံးဆင့်ရဲ့ latest ဆိုရဲ့နောက်ဆုံးဆင့်ပေါ့နော်ဒီအချိန်မှာ percentage တစ်ခုနဲ့ပြင်ရတာပါတကယ်ကိုပေးရတဲ့ငွေကနည်းပါတယ်ပေါ့နော်ဒါကျမဆိုကျမရဲ့ client တွေကိုလည်းအမြဲတမ်းအကြံပေးသလိုကျမရဲ့ client တွေကလည်းအင်မတန်ကြိုက်တဲ့အသက်အာမခံအမျိုးအစားလေးပေါ့နော်ဒါငွေစုဆောင်းရင်းနဲ့လည်းအကောက်ွယ်ထပ်တိုးယူထားတယ်ဆိုတဲ့ပုံစံမျိုးလေးပါရှင်အဲ့တော့ကျမတို့ကအဲ့ဒီကျမတို့ရဲ့ငွေပင်ငွေအသက်အာမခံမှာထူးခြားတာလေးရကြတော့ဒီ CI Plus ကပါကိုတွဲဝယ်ထားတဲ့အတွက် CI Plus ကဒီ critical illness ယောဂါကနောက်ဆုံးဆင့်ဆိုရင်ကျမတို့ငွေသွင်းရဖို့ကြံသေးတယ်ပေါ့နော်ငွေသွင်းရဖို့ကြံတဲ့ကာလအတွက်လည်းငွေဆက်သွင်းစရာမလိုဘဲနဲ့အသက်အာမခံကြီးအတွက်ကိုစိတ်ပူစရာမလိုဘူးပေါ့ရှင်ကျမတို့အသက်အာမခံကျမရဲ့အာမခံဘယ်အာမခံဖြစ်ဖြစ်ကျမတို့ကသွင်းရမယ့် premium ကြီးကိုသွင်းထားမှကျမတို့အကာအကွယ်ရမှာလीเนาะအပြေဝရမှာဒါပေမဲ့ CI Plus ဝယ်ထားတဲ့အတွက် CI Plus မှာဖြစ်ခဲ့တဲ့နောက်ဆုံးဆင့်ယောဂဖြစ်ခဲ့တယ်ဆိုရင် CI Plus အတွက်လည်းဝယ်ထားတဲ့ဒီဝယ်ထားတဲ့ကာဘာပတ်စံပေါ့နော်100% ကိုကျမတို့အတွက်ထုတ်ပေးလိုက်တယ်လို့ပဲကျန်တဲ့ကာလတွေအတွက်လည်းကျမတို့ငွေဆက်သွင်းစရာမလိုပဲနဲ့တက်တန်းပြည့်သွားရင်ကျမငွေစုထားတဲ့ plan ကိုလည်းကျမတို့ရတယ်ပေါ့နော်အဲ့ဒါကြောင့်ကျမကကျမအတွက်ကတော့ agent တယောက်အနေနဲ့တော့ဒီလိုအာမခံမျိုးစားဝယ်ရင် underwriting ကိုတင်တဲ့အချိန်မှာလိုအပ်ချက်တွေအများကြီးရှိပေမဲ့လည်းကိုယ့်ရဲ့ client တွေကိုအကာအကွယ်ရစေခြင်းနဲ့ငွေစုတာအပြင်ကိုကျမကြီးဖြစ်ခဲ့ရင်ဘယ်လိုလုပ်မလဲတကယ်လို့နော်ယောဂကြီးဖြစ်ခဲ့ရင်ဘယ်လိုလုပ်မလဲဆိုရင်ကျမကအကြံပေးဖြစ်တဲ့ဒီကာဘာလေးပေါ့နော်ကျမတို့ Dialyte Insurance မြန်မာက YouTube channel တွေလည်းရှိတယ် TikTok လည်းရှိတယ် Viber လည်းရှိတယ် Facebook လည်းရှိတယ် website လည်းရှိတယ်ပေါ့နော်ဒီဟာလေးကိုတော့
ကျွန်မချက်ချင်းပဲပေါ့ YouTube မှာမနက်ကကြည့်လိုက်ရတယ်ပေါ့နော်အမရဲ့တကယ်ကိုရင်ဆိုင်ဖြတ်တန်းပြီးတော့ခွန်အားပြည့်နဲ့နေနိုင်ခဲ့တာပေါ့နော်ဒါဒီမကလည်းအသက်အာမခံကိုအရန်ချစ်တယ်အသက်အာမခံရဲ့အကျိုးကိုလည်းသူရတယ်လို့သူများကိုရစေခြင်းနဲ့စိတ်နဲ့ပေါ့နော်မိသားစုရဲ့ပံ့ပိုးမှုကလည်းအင်မတန်မြင်တွေ့ရတာပေါ့နော်ကြည်နူးမိတယ်ပေါ့နော်အဲ့ဒီအမကိုလည်းလေးစားပါတယ်ဒါကြောင့်ကျမတို့ကျမကြီးအာမခံအသက်အာမခံကိုယ်စားလှယ်တွေကကျမတို့လိုထပ်တူပဲကျမတို့ client တွေကိုကျန်းမာစေခြင်းတဲ့အတွက်ဒီကျန်းမာရေး awareness တွေတကယ်ပြည့်ပြည့်တွေကိုလည်းပြန်လဲပြီးတော့မျှဝေခြင်းဖြစ်ပါတယ်YouTube မှာသွားကြည့်လို့ရပါတယ်ရှင်အဲ့တော့ဒီလိုစိတ်ခွန်အားကိုဖြစ်ရမှန်ကိုလည်းကြင်ကြံခံခိုင်နဲ့ဖော်ပြပေးတဲ့အမကြီးကိုလည်းကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ကိုကပေါ့နော်ကိုရဲ့ကျမကြီးအတွက်ဘယ်လိုကြိုတင်ပြင်ဆင်ထားတင်လဲကိုရဲ့လူနေမှုစတိုင်ကိုဘယ်လိုပြင်ဆင်ထားတင်လဲဒါမှမဟုတ်ရင်လေကိုရဲ့ဘန်နာကြီးပေါ့နော်ကျမကြီးဖြစ်လာခဲ့တဲ့ခါကျရင်ကုန်ကြစိတ်တွေဘယ်လိုလှုပ်ထားတင်လဲဆိုတော့ကိုရဲ့စိတ်မှာပေါ့နော်မိတ်ဆွေတို့ရဲ့စိတ်မှာကျမတို့ရဲ့စိတ်မှာလေကောင်းမွန်တဲ့အကြံလေးတစ်ခုရသွားလိမ့်မယ်လို့ယုံကြည်ပါတယ်ရှင်အောက်တိုဘာလဟာ breast cancer awareness month ဖြစ်ပါတယ်ဒါကြောင့်ကျမရင်ဘက်မှာပန်းရောင်ဖဲပြားလေးထိုးပြီးတော့ကျမကအတူပါဝင်ပြီးတော့ဂုဏ်ပြုပေးခြင်းဖြစ်ပါတယ်ရှင်ဂျက်စီကာစင်ပါရှင်မျှဝေပေးရတာစိုက်သူတအူးပါရှင်